ပွဲမင်္ဂလာကျွန်တော်ဒီနေ့ကျွန်တော်ဒါလေးရဗျာကျွန်တော်ကားဝယ်ချင်ဒါမဲ့တောင်းဝယ်ချင်9,000ပြဒါမဲ့1000နဲ့ရနိုင်မယ်နေ့ရက်တနေ့ဗျာဒါရန်ကုန်မြို့ရဲ့36လမ်း20လမ်းမှာ1000နဲ့ဆေးရှောက်ရောင်းလာတယ်ဒီနေ့ဒါမဲ့1000တော့ပြရပါတယ်အဲ့ဒါကိုနေရာလေးဆိုတော့ဘုတိရှန်ဆိုတော့ဒီလိုစောက်ပြီးကြည့်လို့ကောင်းတယ်ဒါမဲ့မဆိုင်ခင်မှာကျွန်တော်ဗီဒီယိုလိုက်ရင်စပိုင်လို့လုပ်ပါတယ်။ဒါဆိုတော့ဒီတက်ဆိုတော့ channel လေးကိုlike လေးလုပ်ဖို့လုပ်ပါတယ်။ဒီလိုလေးကိုချက်ချင်းစားလိုက်ကြအောင်။ပြောစကားပြောနေစမမီးလောက်ရှိ။ဟုတ်စကားပြောနေ။ဘာမှမဟုတ်ပြောကွာ။ဟုတ်စိတ်ကရှည်တော့စိတ်ကိုရှည်တော့ဆိုပါခုမှခဏစောင်းဝေးဒီနေ့စောင်းငတ်ပြီဘယ်လိုလုပ်လဲတီးဒါမဲ့ချမ်းမှာတခုကောင်းတာမရှိရဘူးဆက်ဆံ1000လောက်ရှိပါတယ်အဲ့တော့ရှိအောင်ဒါမဲ့ကျွန်တော်ဆိုးတာကျွန်တော်ဆက်ဆံ1000ဒီနေ့ရောကျွန်တော်ထမင်းစားမယ်ဆိုတော့ဒါမဲ့ထမင်းအောင်အိမ်မှာဝယ်ပြီးတာမင်းရောခင်ဗျာ4,000ဘူးဝယ်တာကျွန်တော်လက်စင်ရမပြောနဲ့ကျွန်တော်ဒါဘူခိန်းတော့ပြင်မဆင်းရဲရောမပြောနဲ့ဂိမ်းထဲမှာကျွန်တော်တော်တော်ဆင်းရဲဂိမ်းထဲမှာကျွန်တော်အခုဆိုရင်ဘယ်လောက်ဆင်းရဲလဲဆိုရင်တရက်ကိုရှူရှဲလေး2000နဲ့ကျွန်တော်3စားနဲ့ရှူရှဲလေး2000ပြီးရင်ထမင်းဖြူလေးထုတ်နဲ့တယောက်ကိုလိုစားဟာပေါ့ဘာဟင်းမှမရှိသေးတာမျိုးလည်းပြောနော်တကယ်တော့ကျွန်တော်သူကမောဝဲလို့ဆိုရင်သူကနေရာကြီးတော့ကျွန်တော်ရဲ့နားကြီးမခံချင်တော့ဟုတ်နော်နားကြီးခံချင်တော့ဘာရမှာလုပ်လိုက်ရမှာပေါ့ကားရတယ်အကြီးကဘူးချိန်ကဝယ်နိုင်ရတာဒီကားကိုကျွန်တော်ချက်နေစီအစ1000ဝေးဝယ်လာတယ်ကျွန်တော်လည်းအမေဟိုခေါင်းကကျွန်တော်အခုပြောတယ်ဒီမှာ1000နဲ့ရောင်းတာဒါပေမဲ့အဝကားတစ်စီ3သိန်းနဲ့ရောင်းတာကျွန်တော်တရက်ကို9,000လောက်ရတယ်အဲဒါကျွန်တော်တော်စူးစမ်းစားဆင်းရဲတော့ပြောနေနော်ဘာလို့ယူဆင်းနေလဲဝေးတာဆင်းရဲလေကျွန်တော်ပြင်မှာချမ်းလာပြောဗျာ3နေရှိဒီနေ့တော့ရောက်ပါဟုတ်ရလားဒီလိုလေးပဲလုပ်လိုက်မယ်နော်ဝေးမြင်အောင်တော့မိုက်တာပဲလက်ဆက်တောင်းလိုက်ဝယ်တော့ကျွန်တော်စဉ်းစားကြည့်ပြင်မှာပြန်မြတ်နောက်ကောင်ကဒီနေ့စီးတယ်ဒါမဲ့ဟိုကကျွန်တော်ဝေးတီတော့ချမ်းသာတယ်ရောက်ဒီကစားတာတော့ဒီကစားကြောချိန်ထဲမှာတော့ချမ်းသာအဲ့လိုသူအလကားရောင်းနေဒီလိုပဲလုပ်လိုက်တော့ကျွန်တော်ကားမအောင်ဆင်ပြေဘူး
ရောက်ပြီဝေးပြောလာကျွန်တော်ပြောအဝေးကပြမယ်မိုက်တာဟာပြကျွန်တော်ကားလေးပေါ့အဲ့လေဟာကျွန်တော်ရဲ့မျိုးကြီးပေါ့ကျွန်တော်ကလည်းရှိရနော်အခုကကျွန်တော်ညကြီးမှာကျွန်တော်ဘိုးကြီးမင်းရကျွန်တော်အိမ်ရန်ကြီးနဲ့ထားပါခဏဆင်းလာမယ်ခဏလေးကျွန်တော်တားရစီလို့ရမြင်ရအခုဝင်လို့ရပါရဲ့ကျွန်တော်ဝင်လာတယ်ခုခဏကျွန်တော်နောက်ကကားလေးဝင်ဒီကားနဲ့ခါလေးစီးပြီးတော့အိမ်ပြန်လိုက်မှာအဲ့လိုပဲသွားလိုက်မယ်မင်းအိမ်နဲ့နီးရဲ့မင်းအိမ်လမ်းတည်ရနော်အိမ်နဲ့နီးပါတော့မင်းတိလောက်ပါ